လေးမှာတီရှိမှုရတကယ်မတီရှိသလိုမျိုးခံစားမိရမနေ့ကမှမွေးလာပြီးဒီနေ့မှလောကကြီးကိုစမြင်ဘူးသလိုပြန်စမိရငါနေတဲ့14တဲ့ရဲ့ဝရန်တာကိုထွက်တိုင်းမှာခုန်ချလိုက်ဆိုရဲအတန်တွေကတတန်စနဲ့တန်စနားထဲမှာတယောက်ကလာပြောနေသလိုအမှန်ကြားမိရစိတ်တစ်ခုရဲ့လှည့်စားညံများပြည့်ရအသိဉာဏ်အဟံတားစတိနဲ့တပ်ပုတ်ရင်ဆိုင်ရင်အမှန်တရားကိုကြံစနိုင်တဲ့ငါကိုငါဘဲတော့များမှပြန်ရရှိမလားနှလုံးဟာဘယ်ချိန်မှရက်သွားမလဲတွေးရင်နဲ့မအိပ်ဖြစ်ခဲ့တဲ့မနှက်များတဲ့ cigarettes တွေလိပ်ပြီးလိပ်လက်ကြတဲ့ခြေပြားလက်ဖြားတွေသာတဖြည်းဖြည်းအေးဆက်သွားတယ်တနေ့ထက်နေ့အုံနောက်ကမေ့တက်လာတဲ့နိုရာရဲ့အခုကအိမ်ဆူရာရဲ့အဝေးရမှာဆိုတော့ပွေဖက်ဆရာမဲ့ဒီလိုထီးချန်ခြင်းနဲ့မြေယာခြင်းနေ့ရက်ကြားထဲမှာဘယ်လိုရှေ့ဆက်ရမလဲခုံဆောင်တွေကိုမျက်လုံးနဲ့ပြေးရိုက်ခြင်းအုံနောက်ကိုရေထုတ်ဆေးလိုက်ခြင်း anxiety အဆိုင်ခဲကြီးငါနောက်မှာရေတစ်ခုလိုပြေးလိုက်ဝေးလိုက်စိတ်ပိုင်းဆိုင်ရာဒုက္ခချမ်းသာဆိုတာကိုတစ်ခါမှမရရှိဘူးပါရင်ခွေးအောင်တိုင်းထားမကြည့်ဘူးကွာဆိုရဲကောင်ကလူချိုးနဲ့ခဏညှိစူးလာတဲ့စူးကမြသွေးဆက်လက်နဲ့ငါဘေးပတ်ဝန်းကျင်ကလူတွေအားလုံးကဒီလိုကြီးပဲလားမသိဘူးကွာဆိုပြီးမနက်ကနေညထီယူလာငါစိတ်ကိုငါပြန်မတနာမိဘူးကွာနိုရာတချို့ချိန်တွေမှာတချို့အရာတွေလုံးနေမိမှန်းတော့မသိဘူးမှတ်လည်းမမှတ်မိဘူးငါသုံးခဲ့တဲ့ substance တွေရဲ့ side effect တွေကြောင့်လားဘယ်မူရစေးမှမသုံးတော့တဲ့နောက်မှာရင်ဘက်ကတစ်ချက်အောင်တကယ်လို့များဆိုရယ် overthinking တွေကကြောက်စီဒီ personalization နဲ့ OCD ညဘက်တွေမှာ panic attack ငါရဲ့အခန်းချင်းလေးရဲ့အသက်ရှူမူမမှန်တဲ့ညတွေမှာမရှိခဲ့ဘူးကန်းလင်လက်နိုရာနာကျင်ခြင်းမရှိတဲ့နီးနဲ့ငါဒီဝေဒနာတွေအားလုံးကိုအဆုံးသတ်လိုက်ခြင်းပြီးခန္ဓာကိုယ်ကြီးအခွင့်အရေးတစ်ခုလိုပဲခံစားရတယ်ဒီစိတ်တွေကလည်းယုံထွက်လိုက်ခြင်းငါဟာအတူတွေကြားထဲမှာအစ်စ်တွေရှာပြီးမချစ်တဲ့အရာကိုချစ်နေပါ၏ငါခံစားနေရသမျှအားလုံးငါစိတ်ထဲမှာဖြစ်နေတာကြီးပဲ I hope you hear